အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Let's Read Channel ကနေကြိုဆိုပါရစေစာဖတ်ဖို့အချိန်မရှိတဲ့သူတွေအတန်းနဲ့နားဆင်ရတာကြိုက်တဲ့သူတွေအတွက်ဒီ channel လေးကနေစာအုပ်ပေါင်းများစွာကိုတင်ဆက်ဖတ်ပြပေးသွားမှာမို့ like and subscribe လေးလုပ်ထားပေးဖို့မမေ့နဲ့အောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်အခန်း3နိုဘယ်ဆုနှင့်ဆေးစိန်အလောင်းမြေတိုက်ခန်းအမိုးမှန်ပရင်းများမှခွင်းကလာရောင်သည်တိတ်ဆိတ်သောအခန်းတွင်သို့အေးမြစွာကြာဆင်းနေသည်မီးဖွင့်ထားခြင်းမရှိသောကြောင့်မှောင်နေသောအခန်းတွင်မှလာရောင်ကြောင့်ခပ်မိန်မိန်လင်းနေသည်အခန်းလယ်၌စပွဲသဏ္ဍာန်တစ်ခုကိုမြင်ရသည်စပွဲထွက်တွင်လာရောင်ပတ်သဖြင့်လက်နေသောဖန်ကောင်းရှိတစ်ခုကိုတင်ထားသည်ခေါင်းဤဘေးဝဲမတုံမလျုပ်ရက်နေသောဒေါက်တာမလေးတန့်အားခတ်မှုံမှုံမြင်ရသည်ငြိမ်ကြည့်နေရမှဒေါက်တာဦးထွန်းအောင်သည်တကားကိုအသာတွန်းဖွင့်လိုက်သည်ခြေကနေမြည်သွားသောအတန်သည်အခန်းဤစိတ်ငြိမ်ခြင်းကိုခွင်း၍ပေါ်လာသည်ငင်းနေရမှဒေါက်တာမလေးတန့်သည်ညင်သာစွာတစ်ချက်လှည့်ကြည့်ုံလှည့်လိုက်သည်ထို့နောက်ငြိမ်သက်စွာခေါင်းငုံမြဲငုတ်သွားသည်တန့်ကရောက်နေပြီကိုအကိုကြီးဖြင့်လိုက်တောင်ရှာနေပါသေးတယ်ကွယ်ဒေါက်တာဦးထွန်းအောင်သည်နှမသည်ကိုကျင်နာစွာနှုတ်ဆက်ပြီးမိခလုတ်တစ်ခုကိုဖွင့်လိုက်ရာအခန်းတွင်းမှလင်းသွားသည်ကိုသိန်းဆန်ကမတိမတာအန်ခဲရင်စိတ်တိခိုက်မှုကိုမျိုးသိပ်၍ခေါင်းဘေး၌ငြိမ်သက်စွာရက်သည်ကိုကန်ထူးကမူခေါင်းဘေး၌ဒူးထောက်ကျသွား၍စောစောကသူရွတ်ခဲ့သောစကလုံးကလေးများကိုသာကြေကွဲစွာတိုးတိုးရှိုက်လိုက်၏အော်ဆရာလေးဖန်ကောင်းမှာလေလုံးပိတ်ထားသောခေါင်းဖြစ်၍အစိမ်းရောင်တက်ကလတ်ခင်းထားသောစပွဲနှက်တစ်လုံးပေါ်တွင်ရှိသည်ခေါင်းတွင်မှဆရာဝန်ဝတ်စုံဖြင့်ရှိနေသောအလောင်းသည်အိပ်ပျော်နေသည့်အလားထင်ရသည်အလောင်း၏မျက်နှာမှာသွေးကင်းခဲ့ပြီးဖြစ်၍ဖြူဘက်ဖြူရောဖြစ်နေသောလဲချောမောခံရသောလူရွယ်တဦး၏အသွင်နှင့်မန်းနက်ပေါ်ထင်သောမျက်ခုံးပြတ်သားသောနာရန်တို့မှာထင်ရှားနေစေပင်ဖြစ်သည်ဒေါက်တာနှင်းမောင်အသက်29နှစ်ခေါင်းပေါ်တွင်ရေးမှတ်ထားသောရွှေရောင်စလုံးများကခေါင်းတွင်းရှိရုပ်ကလပ်၏တစ်ချိန်ကရှိခဲ့ပူသောပြည့်ညက်တစ်ခုကိုဖော်ပြနေသည်ကိုသိန်းဆန်ကခေါင်းကိုက်ဆိုင်နှင့်ရှိနေခိုက်ကိုခန့်ထူးသည်ခေါင်းဘေးတွင်ဒူးထောက်ရင်းသူ၏ချစ်စွာသောဆရာလေးကိုတန်းတာရင်းငိုရှိုက်နေသည်ဘေးမှဒေါက်တာဦးထွန်းအောင်နှင့်ဒေါက်တာမလေးတန်းတို့ကလည်းလှုပ်ရှားမှုမရှိသောဗလာဖြစ်သည့်မျက်နှာတို့ဖြင့်မတုံမလှုပ်ရက်နေကြသည်သူတို့အတွက်မူအတန်ထွက်၍ခြေကွဲရသောအချိန်တို့သည်လွန်ခဲ့သော2 နှစ်ကျော်ကပင်ကုန်ဆုံးခဲ့ပြီးပါပြီ။ရှာဆင်းခဲ့ရသောမျက်ရည်တို့သည်ကုန်ခန်းပြီးခဲ့သည့်အပြင်ခြေကွဲမှုပေါ်တွင်အခြေတည်သောကြိုးပမ်းမှုမှအသီးနှံပင်ဖြစ်ထိုးအောင်မြင်ခဲ့ပြီးပါပြီ။ဤအသီးနှံ၏ပြရုပ်ကိုအထိမ့်မှတ်အဖြစ်ဖြင့်ခေါင်း၏ခေါင်းရင်းပိုင်းစင်တစ်ခုပေါ်တွင်တင်ထားသည်။ခေါင်း၏ခေါင်းရင်းပိုင်းစင်ပေါ်၌လန်းဆန်းသောပန်းစည်းတစ်စီးသည်ကြိုင်မွေးစွာဖြင့်ရှိနေ၏ပန်းစည်း၏အခြေတွင်ပြောင်လက်တောက်ပသောတရောကလေးတစ်လက်ရှိသည်ချက်ချေခတ်ထားသောတရောနှင့်ဘိုးရန်ကြားဝဲနှက်ချက်တစ်ခုကိုတက်ရက်စွာချထား၏ဤပစ္စည်းများ၏ထိပ်တွင်မူခမ်းနားသောနိုဘယ်ဆုတစ်စိမ်းနှင့်စာရွက်စာတမ်းတို့ကိုတစားဆင်ထား၏ဤနောက်ဆုံးပစ္စည်းတို့မှာနက်နဲသောအရင်းအနှီးဖြင့်ရယူခဲ့ရသည်ထာဝရလွမ်းဆွခြင်းအထိမ်းအမှတ်ပင်မြည်ပါ၏ပူနွေးသောမျက်ရည်တို့သည်ပါးပြင်တို့၌စီးဆင်းပူးခဲ့ပြီးပါပြီငွေကြွေးခြင်းကိုရင်မာလိုက်၍တရှိုက်ရှိုက်ပြုပြီးခဲ့ပြီးကြပါပြီစီးဆင်းသောမျက်ရည်တို့နှင့်ရှိုက်ငယ်သောငိုကြွေးမှုသည်ခြေကွဲမှုအားခွင့်လွှတ်ခြင်းသာဖြစ်သည်လောင်ကျွမ်းမှုကိုတက်တာစေခြင်းသာဖြစ်သည်ဆွေးမြေ့မှုကိုလွတ်လပ်စေခြင်းသာဖြစ်သည်မျက်ရည်တို့မကျနိုင်၍ရှိုက်ဖို့သောငိုခြင်းကိုမပြုနိုင်သောအခါခြေကွဲမှုအတွက်ခွင့်လွှတ်ဖွယ်မရှိပြီလောင်ကျွမ်းမှုအတွက်တက်တာဖွယ်မရှိပြီဆွေးမြေ့မှုသည်လည်းလွတ်လပ်ဖွယ်မရှိနိုင်ပြီလွတ်လပ်ဖွယ်မရှိသောဆွေးမြေ့မှုသည်ရင်၌ထောင်ဝစဉ်ခိုတွဲမြဲဆွဲနေတော့ပေလိမ့်မည်တကားတန်းတချင်းဖြင့်သာဘဝ၏ကြံသောရက်များကိုကုန်ဆုံးစေရတော်မူတကားစင်စစ်မူတန်းတချင်းမြည်သည်အသေးစိတ်၍ပြန်လည်ရည်တွက်သောသဘောမျိုးဖြစ်သည်ဆုံးခဲ့သောဇလန်း၏စရသို့ပြန်လည်လျှောက်လိုက်ရခြင်းမြည်ပေသည်ကိုကန်ထူးသည်တေခြင်းတရား၏အမှောင်၌ပျောက်ကွယ်နှမြုပ်ခဲ့ပြီးဖြစ်သောသူ့ဆရာလေးကိုခေါင်းဘေးတွင်ဒူးထောက်ရင်းတန်းတနေသည်ခေါင်းငိုက်ဆိုင်နှင့်မျက်လွှာချထားသောကိုသိန်းဆန်၏အတွေးတို့သည်လည်းမရှိတော့ပြီဖြစ်သောအတိတ်ကာလစီ၌ရောက်နေသည်မတုံမလို့ရက်နေကြသည့်ဒေါက်တာဦးထွန်းအောင်နှင့်ဒေါက်တာမလေးတန်းတို့ကလည်းလွတ်လပ်ခွင့်မရှိတော့ပြီဖြစ်သောဆွေးမြေ့ခြင်းတန်းနှင့်တန်းတခြင်းကိုပြုနေမိကြသည်ဒေါက်တာမလေးတန်းသည်နှက်ခမ်းကိုတင်းစွာကိုက်ထားသည်ခွင့်လွှတ်ခြင်းရှာ၍ပောက်ကွဲထွက်လိုသောခြေကွဲခြင်းကိုခုခံနေခြင်းသာဖြစ်ပေလိမ့်မည်ဒေါက်တာဦးထွန်းအောင်၏မျက်နှာကြီးသည်နှမသည်၏တံတန်ကိုလှမ်းကြည့်ရမှအစမတန်အိုမင်းရင့်ရော်သွားသည်
အိုမင်းရင်ရော်မှုနှင့်ထိခိုက်နေသောသူ့မျက်နှာကိုလူမမြင်စေလိုတကဲ့သို့ဒေါက်တာသည်ခေါင်းနီးမှခွာ၍လူတရက်နီးပါးမြင့်သောမြေတိုက်နိုင်ရန်ပရင်းဝစီသို့ဖြင်းညင်းစွာချဉ်ကပ်သွား၏အပြင်ဘက်တွင်မူမြင်ငယ်သောလသည်ထိန်ထိန်သာနေ၏ငွေလရောင်ကြောင့်တောတောင်ရည်မြေအလုံးသည်တောက်ပဝင်းလက်လျက်ရှိ၏သွယ်တန်းယိုဆင်းကြလာသောငွေလရောင်ဆွဲတင်း၌စောင်းဤပလဲမုံတို့ခုံပြန်လွင်ပါနေကြသည်အေးချမ်းသောညဤငွေလရောင်အောက်တွင်မဲစာမြိုင်သည်အခန်းတွင်းမှလူလေးဦးကဲ့သို့ပင်တိတ်ဆိတ်နေသည်မြေတလင်းဖြူဖြူဝဲလှဲလျောင်းကျဆင်းနေသောတိတ်ရိပ်များနှင့်အတူပင်ငြိမ်သက်နေသည်ပြတင်းမှနေ၍တိတ်သေးသောမြရွက်တို့နှင့်လန်းဆန်းသည့်တံမြာပင်ပြိုတို့ကိုလှမ်းမြင်နိုင်သည်တံမြာပင်ပြို၏အကိုင်းတကိုင်းသည်မြေပြင်သို့ကွေးညွန့်ကျနေ၍တက်ထိုင်နားနေဖို့ပင်ကောင်းပါ၏တံမြာပင်ပြိုတစ်ဝိုက်ရှိပန်းယုံတို့မှစပယ်ဖြူဖြူတို့ကလည်းမွေးကြိုင်လာသည်ငွေလရောင်ဝဲလှပနှုရင်သောကြပြတပုတ်ကိုတီကုံးရန်မဲစာမြိုင်၏အလှသည်တင့်လျော်ပေသည်ထင်ရသည်တို့ရာတွင်မဲစာမြိုင်သည်ငွေလရောင်တွင်လှပသောအိမ်မက်ကလေးများမွေးဖွားပေးရန်အတွက်အထုပ်ပတိတစ်လျှောက်တွင်တောက်ပသောစိတ်ကူးရင်အပိုင်းကိုကျော်လွန်ခဲ့ပြီး၍စိတ်သုံးသောဘဝပိုင်းသို့အိုမင်းစွာဆိုက်ရောက်ပြီးခဲ့ပြီဒေါက်တာမလေးတန်သည်ကိုကန်ထူး၏ဘေးတွင်ဒူးထောက်ထိုင်ကြ၍မျက်နှာကိုလက်ဝါးဖြင့်အုပ်ခါတဲ့တဲ့ရှိုက်လိုက်သည်ကိုသိန်းဆန်ကလည်းနှစ်ဖူးကိုလက်ဝါးနှင့်အုပ်၍ငိုင်နေသည်ဒေါက်တာဦးထွန်းအောင်ကလာရောင်၌ပြန်ပြောသောအပြင်လောကကိုငေ့ကြည့်ရင်းငြိမ်နေသည်စင်စစ်မူသူတို့လေးဦးလုံးသည်ဆုံးခဲ့သောဇလန့်ဤဆရာစီတို့မတိုင်ပင်ပဲပြိုင်တူပြန်လဲလျှောက်လိုက်နေမိချင်းသာဖြစ်လေသည်တကား